ဆက်စမတို့အားလုံးမင်္ဂလာပါကျွန်တော်နည်းနည်းလေးဗီဒီယိုဖိုင်ပို့တာလို့ပါလေနောက်ကြတယ်လို့နော်အဲ့တော့ဒီကနေ့ကတော့ကျွန်တော်တို့ရင်တစ်ပတ်ကဆွေးနွေးခဲ့တဲ့အတိုင်းပဲဒီ ADP planning scheduling မှာကျွန်တော်တို့ဒီ software တွေကိုဘယ်လိုသုံးလဲ application ကိုဘယ်လိုသုံးလဲဆိုတာလေးကိုနည်းနည်းရှင်းပြခြင်းပါတယ်အခုကတော့ပထမဦးဆုံးကျွန်တော်တို့က CAM project လို့ခေါ်တဲ့ software ကိုကျွန်တော်တို့ဘယ်လိုသုံးမလဲပေါ့နော်အဲ့ဒါလေးကိုတစ်ချက်လေးဆက်စမတို့နဲ့ဆွေးနွေးချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတော့အာကျွန်တော်တို့ဒါလေးနဲ့နည်းနည်းပြောခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က activity planning ကိုသမလို့ရှိရင် activity schedule ဆွဲတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့က Gantt chart ကိုသုံးတယ်အဲ့တော့ Gantt chart မှာကိုသုံးတဲ့အခါကြလို့ရှိရင် Gantt chart မှာပါတဲ့သူ့ရဲ့ဒီအသုံးအနှုန်းတွေကိုဆက်စမတို့အနေနဲ့နားလည်သဘောပေါက်ဖို့လိုပါတယ်တစ်ချက်ကတော့ကျွန်တော်တို့ဟိုအရေးကြီးဆုံးကတော့ Gantt chart ထဲမှာကျွန်တော်တို့က data input လုပ်တဲ့အခါမှာကျွန်တော်တို့ကဒီ activity breakdown ကိုပြီးရင်ခွဲရမယ်ပေါ့နော်ဆက်စမလို့လုပ်မဲ့ activity မှာဒီကောင်ကတော့ main activity ဖြစ်တဲ့သူ့ရဲ့အောက်မှာတစ်ဆင့်ချင်းစီပေါ့နော် sub activity တွေကဘာတွေလဲဆိုတာမျိုးကိုဒါမှမဟုတ်ရှင်လဲ test ပေါ့နော် sub test တွေကဘာဖြစ်မလဲဒါလေးတွေကိုသူ့ရဲ့ဒီခုချင်းစီလိုက်ကျွန်တော်တို့ breakdown ခွဲရမှာဖြစ်ပါတယ်ဒါအရေးကြီးဆုံးပါဒုတိယတစ်ချက်ကတော့ဆက်စမတို့အနေနဲ့ test relationship တွေကိုလည်းဆက်စမတို့သိဖို့လိုပါတယ်အဲ့ဒါကတော့ကျွန်တော်တို့က၄မျိုးရှိတယ်ပေါ့နော်အဲ့တော့ test relationship ဆိုတာကတနည်းအားဖြင့်ပြောလို့ရှိရင် predecessor လို့ခေါ်တယ်အဲ့ဒီကောင်တွေကကျွန်တော်တို့ကအလုပ်တွေကတစ်ခုနဲ့တစ်ခုနဲ့ပေါ့နော်လုပ်ငန်းအသေးစိတ်ကလေးတွေကလုပ်ငန်းစဉ်တွေကဆက်နွယ်မှုတွေကိုသူကပြတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ relationship ကကျွန်တော်တို့၄မျိုးရှိတယ်အဲ့တော့တစ်ကတော့ efforts ပေါ့နော် finish to start ရယ် finish to finish ရယ်start to finish ရယ် start to start ဆိုပြီးတော့ကျွန်တော်တို့၄မျိုးရှိတယ်အဲ့တော့တစ်ခေါက်တော့ညီတစ်ခေါက်ကတော့ပြောပြီးပြီပေါ့နော်နောက် ကန်ချက်ဆိုရင်လည်းကျွန်တော်ထပ်ရှင်းပြပါမယ်နောက်တစ်ခုကတော့ resource chart ပေါ့နော်ကျွန်တော်တို့ကဒီ scheduling ကိုလုပ်တဲ့အခါမှာဒီဟိုအဲဒီဟိုပေါ့နော် application ပေါ့နော် software တွေကိုကျွန်တော်တို့ကဘယ် resource တွေသုံးမယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဓိကအပြင်တော့ကျွန်တော် human resource တွေပေါ့နော်အဲ့တော့သူတို့ရဲ့ role တွေကပါလဲ program manager လား project coordinator လားဒါမှမဟုတ်ရှင်လဲ data assistant လားစသဖြင့်သူတို့ရဲ့ role တွေကို define လုပ်မယ်ပြီးရင်သူတို့ရဲ့နာမည်တွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတကယ် Microsoft Project မှာဆိုရင်တော့သူတို့ရဲ့ဒီအလုပ်ချိန်တွေနဲ့နိုင်တွေပါတယ်အားလုံးကိုတခါတည်းထည့်ပြီးတော့ဒီလိုလေးကျွန်တော်တို့လုပ်ရတာဖြစ်ပါတယ်ဒါပေမဲ့ဒီလောက်ထိကျွန်တော်တို့မလုပ်ဘူးဆိုတော့ဒါတွေအသေးစိတ်ကျွန်တော်မပြောတော့ပါဘူးနောက်တစ်ခုကတော့ milestone ပေါ့နော်အဲ့တော့ဒီ Gantt chart တွေရဲ့မှာကျွန်တော်တို့ milestone တွေကတရုပ်ဖော်ပြလေးရှိတယ်အဓိကတော့ကျွန်တော်တို့က progress ကိုကြည့်တဲ့အခါမှာကျွန်တော်တို့ milestone တစ်ခုကိုရောက်ဖို့အတွက်ဘယ်လောက်ထိလိုနေပြီလဲဆိုတာမျိုးကိုကြည့်လို့ရတယ် Microsoft Project မှာတော့ကျွန်တော် Gantt chart မှာဒီ Gantt project မှာတော့မသိကြဘူး။ Microsoft Project မှာကတော့ကျွန်တော်တို့လုပ်ရမယ့် activity milestone ကိုဘာနဲ့ link လုပ်ထားလဲဆိုတဲ့အခါကျရင်သူရဲ့ဒီ duration တွေနဲ့ကျွန်တော်တို့အချိန်ဘယ်လောက်ကြာလဲဆိုတဲ့ link လုပ်ထားတယ်။အချိန်ရမ်းကတ်လာပြီဆိုတော့လည်းသူကဒီ test တစ်ခုလုံးဟာကျွန်တော်တို့ကအနီရောင်ပြောင်းသွားတာပေါ့နော်။ပြောချင်တဲ့သဘောက the longest duration ပေါ့နော်။တနည်းအားဖြင့်တော့ကျွန်တော်တို့က project management မှာဆိုရင် critical path management ကိုသုံးတဲ့သဘောပြော CRM ကိုသုံးတဲ့သဘောပေါ့ဆိုတော့အဲ့ဒီမှာသူကအယောင်ပြောင်းသွားပြီးတော့ကျွန်တော်တို့ queue ဆိုင်ရမယ်ဆိုတဲ့ဟာမျိုးတွေကိုသူကတရုပ်ဖော်ပြတာဟာမျိုးတွေလုပ်ထားရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီ CAM project မှာတော့ကျွန်တော်တို့လည်းအဲ့လိုပေါ့ view တွေကိုမျိုးစုံပြောင်းကြည့်လို့ရတယ်ဒါပေမဲ့ဒီကောင်ဒီ free version ဖြစ်တဲ့အတွက်ကြောင့်မို့လို့ view နှစ်ခုပဲပြောင်းလို့ရတယ်ပေါ့နော် pack PERT pack chat နဲ့ဒီ CAM channel နှစ်ခုပဲသူပြောင်းကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ pack chat ကတော့ PERT ကတော့ကျွန်တော်တို့ကျွန်တော်တို့တိတ်ဟိုပါပေါ့နော်ဟိုမဖြစ်ဘူးဒါပေမဲ့ engineering သမားတွေအတွက်ကတော့သူတို့ဒါကိုသိဖို့လိုမယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်နောက်တစ်ခုတော့ progress bar ပါကျွန်တော်တို့ကဒီ camp check ကိုဆွဲတဲ့အခါမှာ progress bar တွေဒီလုပ်ငန်းတွေဘယ်လောက်ရာခိုင်နှုန်းအောင်မြင်ပြီးမြောက်နေတယ်ဆိုတာကိုသူကမြင်နေရတယ်ပေါ့နော်နောက်တစ်ခုက collaborator ပေါ့နော်အဲ့တော့များသောအားဖြင့်တော့အရင်တုန်းကတော့ဒီ schedule တွေရေးတဲ့အခါမှာဆွဲတဲ့အခါကြာလို့ရှိရင်တယောက်တည်းကောင်ကိုဆွဲလေးဆွဲထားရှိတယ်ပြီးဒီတိုင်းပဲလိုက်ပြတာပေါ့နော်အဲ့တော့အမှန်တော့သူကဒီဟာတွေအားလုံးမှာပါမဲ့ collaborator တွေပေါ့ဝင်ပြီးတော့ပြင်ဖို့ဆင်ဖို့လိုတာဖြစ်တယ်အဲ့တော့ CAM project ကအဲ့ဒီဟာကိုခွင့်ပြုတယ်ပေါ့နော်အဲ့တော့သူက online အကောင့်ဖွင့်ထားလို့ရှိရင် online ပေါ်ကနေပြီးတော့ဒီ CAM check ကို collaborator တွေကို assign လုပ်ထားလဲဆိုရင်ဝင်ပြီးတော့ကိုယ့်ရဲ့ team member တွေကဝင်ပြီးတော့ပြင်လို့ရတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ CAM check ဆွဲရတဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တစ်ချက်လေးကြည့်လိုက်ရအောင်ပေါ့နော်အဲ့တော့ ဆက်စမတို့ရဲ့ set ထဲမှာလည်းဒီ camp project ကိုထည့်ထားပြီးပြီလို့ယူဆတယ်တချို့လဲ computer ဒါပေမဲ့သူကတော့ computer
နဲ့ပဲကျွန်တော်တို့ကဟိုပါပေါ့နော်သုံးလို့ရတဲ့ဟာမျိုးပေါ့နော်ကွန်ပျူတာထဲမှာပဲ laptop ထဲမှာပဲထည့်လို့ရတယ် mobile application သုံးဖို့မလွယ်ဘူးပေါ့နော်အဲ့ဒါတော့နောက်တစ်ခုကျွန်တော်ပြောလို့မယ်ပေါ့နော်အဲ့တော့ GAN project ကိုကျွန်တော်တို့က create လုပ်မယ်ဆိုလို့ရှိရင်ဒီ GAN project ကိုကျွန်တော်တို့ download လုပ်ဆွဲထားရမယ် install လုပ်ထားရမယ်ပေါ့နော်အဲ့တော့ install လုပ်ထားပြီးသွားပြီဆိုရင်စပြီးတော့ကျွန်တော်တို့က create လုပ်ပါတော့မယ်အဲ့တော့ပထမဦးဆုံးကတော့ကျွန်တော်တို့က project ဆိုတဲ့ဟာကိုသွားပါမယ်ပြီးရင်ကျွန်တော်တို့က property ဆိုတဲ့နေရာကိုသွားပါမယ်ပေါ့နော်အဲ့ဒီမှာစပြီးလို့ရှိရင်ဒီ project ကကိုနာမည်ကျွန်တော်တို့ပေးရပါတယ်ဒါကြောင့်နာမည်ပေးပြီးသားပေါ့နော် community training program ပေါ့နော်ပြီးရင်ကိုယ့်အဖွဲ့အစည်းရဲ့organization ကိုကျွန်တော်တို့ထည့်လို့ရတယ်အဲ့တော့ကျွန်တော်တွေကတော့အောက်ကဒီ web link တွေပါတွေကတော့ဟိုမလိုပါဘူးမသုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ calendar ပေါ့နော်အဲ့တော့ calendar ကအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကိုယ့် project ကဘယ်အချိန်မှာ schedule လုပ်မလဲဆိုတော့ဒီ calendar ကနေပြီးတော့ define လုပ်ပါတယ်အဲ့တော့ကိုကစနေတနင်္ဂနွေမှာအလုပ်ပိတ်မယ်ဆိုရင်စနေတနင်္ဂနွေနေ့ကိုကျွန်တော်တို့ကဒီမှာ check လုပ်ထားလို့ရတယ်ဒါပေမဲ့တချို့အလုပ်တွေကစနေတနင်္ဂနွေမရှိဘူးဆိုရင်တော့ဒီနှစ်ခုကိုဖြုတ်လိုက်လို့လည်းရတယ်ပေါ့နော်ပုံမှန်အဖြစ်တော့စနေနေ့ကိုကျွန်တော်တို့ check လုပ်ထားတာဖြစ်တယ်ပြီးလို့ရှိရင် weekend မှာအလုပ်လုပ်လို့ရလားမရလားဆိုတာကိုယူရတယ်ပေါ့နော်တခုကတော့ weekend မှာဘာလို့မှအလုပ်လုပ်မရဘူးဆိုရင်ကျွန်တော်တို့က duration ကိုချရတယ်သူက automatic ဒီစနေနေ့ကိုကြော်ပြီးတော့ plan လုပ်ပေးမှာဖြစ်ပါတယ်တကယ်၍ all test run as other day ဆိုရင်တော့စနေနေ့မှာအလုပ်ကိုနေရာချပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ notice can run ကိုလုပ်ထားတယ်အဲ့တော့ holiday calendar ပေါ့နော် holiday calendar တွေရှိတယ် holiday calendar တွေကတော့ဘယ်ရက်တွေကတော့ကျွန်တော်တို့ရဲ့ဘယ်လိုပိတ်ရက်ဆိုတာကိုဒီမှာသတ်မှတ်လို့ရတယ်ဒီမှာတော့မြန်မာပြည်နဲ့ပတ်သက်လို့တော့မပါဘူးထင်ပါတယ်ဆိုရင်ကျွန်တော်တို့က custom ဆိုပြီးတော့ရွေးပြီးတော့ custom မှာကျွန်တော်တို့ကဒီ holiday calendar ကို create လုပ်လို့ရပါတယ်နော်ဟုတ်တကယ်လို့မရှိဘူးဆိုရင် none ကိုရွေးထားမယ်ပေါ့နော်ကျွန်တော်တို့ none ကိုရွေးထားတယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီ holiday ကို custom ကိုရွေးထားရဆိုရင်ကျွန်တော်တို့ကဟာပေါ့အလုပ်ပိတ်ရက်တွေကိုဒီမှာ define လုပ်လို့ရတယ်ပေါ့နော် one off ဆိုတာကတော့တစ်ခါပဲတစ်နှစ်မှာတစ်ခါပဲပိတ်တဲ့ဟာတွေ recurring ဆိုတာကတော့ပုံမှန်ပိတ်တဲ့ဟာမျိုးတွေပေါ့ဒါထည့်ထားလို့ရပါတယ်နောက်ပြီးဒီ project ကိုဘယ်အချိန်မှာစမလဲဆိုလို့ရှိရင် set date ကိုကျွန်တော်တို့ကဒီနေရာမှာရွေးပြီးလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ပေါ်မှာတည်ပြီးတော့ project ကစောက်သွားမှာဖြစ်တယ်ပေါ့နောက်တစ်ခုကတော့ resource rule ပေါ့ဆွမ်းနာပြောသလိုပဲဆရာမတို့က resource rule တွေကိုဒီမှာ define လုပ်ရမယ်အဲ့တော့ project တစ်ခုမှာဆိုရင်ကျွန်တော်တို့က project manager ရှိမယ်နောက်ပြီးလို့ရှိရင် project system ပေါ့နော် system ကျွန်တော်တို့ရှိတယ်ပေါ့နော်စသဖြင့်ပေါ့ကျွန်တော်တို့ထည့်လိုက်ပါမယ်ပေါ့နော်အဲ့တော့ resource rule ကနှစ်ခုရှိတယ်ပေါ့cloud document ကတော့ဆရာမတို့အနေနဲ့ online မှာ collaboration လုပ်ဖို့အတွက်ကိုဆွမ်းနာကျွန်တော်ပြောခဲ့တာရှိပါတယ်အဲ့ဒါမျိုးလုပ်မယ်ဆိုရင်တော့ဒီကိုယ့်ရဲ့အားကိုတွားပြီးတော့ register online မှာကောက်ဖွင့်ထားရမယ်အဲ့ပေါ်မှာတွားတင်ထားရမှာပေါ့နော်တင်ထားမှသာလေကျွန်တော်တို့က online ပေါ်မှာပြင်လို့ရမယ်ပေါ့နော်ကိုယ့်ရဲ့ set ထဲမှာတော့လာပြင်လို့မရဘူးပေါ့နော်အဲ့ဒီဟာလေးတခုတော့ကျွန်တော်တို့ရှိပါမယ်ပေါ့ဟုတ်ဒါပြီးရင်တော့ okay ကိုနှိပ်လိုက်ပါမယ်အဲ့တော့ဒါတွေအားလုံးတော့ကျွန်တော်ကတော့ set တက်လုပ်ထားပြီးသားဆိုတော့ဆရာမတို့ဒီလိုပေါ်နေတာတွေ့လိမ့်မယ်အဲ့တော့ဒီမှာကတော့ဒါကတော့ camp check ရဲ့ဟာကိုပြောတယ်ဒီထောင်ကြည့်လို့ရတယ်နောက်တစ်ခုကတော့ resource check ဆိုပြီးတော့ resource တွေကိုဒီမှာ define လုပ်လို့ရတယ်ပေါ့ဥပမာဆိုရင်ကျွန်တော်တို့က new resource ကိုကျွန်တော်တို့ထည့်မယ်သူ့ရဲ့နာမည်ကမောင်ပေါ့သူ့ရဲ့ဒီဖုန်းနံပါတ်တို့ email address တို့ထည့်လို့ရတယ်သူ့ရဲ့ role ကိုကျွန်တော်တို့ကဆွမ်းနာတော့ define လုပ်ခဲ့တာရှိတယ် PN လို့တော့ PN လို့ကျွန်တော်တို့ကထည့်လိုက်မယ်ဒီအောက်မှာတော့သူ့ကိုဘယ်လောက်ပြီးမှလဲဆိုတဲ့ဟာတွေရှိတယ်မထည့်လဲရတယ်ဒီမှာအရေးမကြီးဘူးနောက်သူ့ကိုဘယ်ရက်ဒီမှာအနားပြီးမှလဲဆိုတဲ့ day off တွေကျွန်တော်တို့ထည့်လို့ရတယ်သူ့ရဲ့ assignment တွေကိုဒီမှာဟိုဟာပေါ့နော်ထည့်လို့လည်းရတယ်ပြီးရင်လည်းသူကဟိုမှာလည်းလာပေါ်နေတာပေါ့နော်ဒီအလုပ်ဒီပေါ်မှာလည်းအဲ့လိုမျိုးကျွန်တော်တို့ရှိပါတယ်ကျွန်တော်တို့ထည့်လိုက်ပြီဖြစ်တယ်တော့မောင်ကဒီမှာလာပေါ်နေပြီပေါ့အဲ့တော့ Gantt chart ထဲမှာကျွန်တော်တို့ကဆွမ်းနာက work breakdown structure တွေကိုကျွန်တော်တို့ကထည့်လို့ရတယ်ဒါကတော့ကျွန်တော်တို့ project နာမည်ကတော့ဆွမ်းနာပြောသလိုပဲ community training program community training program လုပ်ဖို့အတွက်ကိုကျွန်တော်တို့ကဒီဟို phase တွေနဲ့ကျွန်တော်တို့သွားတယ်အဲ့တော့ပထမဆုံး phase ကတော့ကျွန်တော်တို့က need assessment phase ပေါ့နော် need assessment phase မှာကျွန်တော်လုပ်ငန်းစဉ်၄ခုရှိတယ်ပေါ့နော် survey လုပ်မယ် FGD လုပ်မယ် data တွေကို analysis လုပ်မယ်ပြီးရင် report ထုတ်မယ်ဆိုတာမျိုးကိုကျွန်တော်တို့ချခဲ့တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့က begin date start ဟိုပါပေါ့နော်အစ date နဲ့အဆုံး date ဆိုတာမျိုးပေါ့နော်ဒီမှာတော့ကျွန်တော်တို့ကဒီထဲမှာ column တွေထပ်ထည့်လို့ရတယ်ဒါပေမဲ့မထည့်တာကောင်းတယ်ပေါ့နော်ဟိုဟာရှုပ်တာပေါ့နော်အဲ့တော့သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ survey ဒါလုပ်ငန်းတစ်ခုချင်းစီကို plan လုပ်မယ်ဆိုရင်သူ့ကိုနှိပ်လိုက်လို့ရှိရင်ဒီ dialog box ထွက်လာတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဘာလုပ်ငန်းလဲဆိုတဲ့လုပ်ငန်းနာမည်ကိုရေးတယ်သူက milestone ဟုတ်လားမဟုတ်လားပေါ့နော် milestone ဆိုတာက project ပြီးသွားတဲ့အခါမှာရလာမဲ့ output ကို milestone လို့ကျွန်တော်တို့သတ်မှတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးဟာမျိုးဆိုရင်တော့ဒါလေးကိုအမှန်ချစ်လိုက်လို့ရှိရင်သူက trigger ပုံစံလေးနဲ့သူကပေါ်လာတယ်ပြီးရင်ကျွန်တော်လုပ်ပြရပါမယ်ကျွန်တော် page မှာစမလဲဆိုတာမျိုးပေါ့နော်အဲ့တော့သူကဟို scalability option ဆိုပြီးတော့ဒီမှာသူက
ဟိုပါပေါ့ဘယ်လိုတွက်မှာလဲဆိုတာမျိုးပေါ့နော်အဲ့တော့သူက project start date နဲ့စတွက်မှာလား end date ကိုတွက်မှာလား duration ကိုတွက်မှာလားဆိုတာမျိုးပေါ့နော်20ရေရှိတယ်ကျွန်တော်တို့ကြိုက်တာယူပေါ့နော်ဒီမှာတော့ကျွန်တော်တို့ကဟိုဟာနဲ့ပဲစတဲ့နေ့နဲ့ပဲကျွန်တော်တို့ကတွက်ထားတယ်ပေါ့နော်အဲ့ဒီပုံမှာပဲမူတည်ပြီးတွက်မယ်ပေါ့တကယ်လို့ duration မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ကduration နဲ့မတွက်မယ်ဆိုရင်တော့ကျွန်တော်တို့က duration ကိုတွက်မယ်ဆိုရင်ဒါ duration ကိုသူကဟိုပါပေါ့နော်ဟို automatic ပိတ်ထားတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာတော့ earliest start date ကဘယ်လောက်လဲပေါ့နော်ဆိုတာမျိုးနဲ့သူကဟိုတွက်ထားတယ်ဒါတွေကတော့ကျွန်တော်နောက်မှရှင်းပြပါမယ် earliest တို့ဟိုပါလို့ဆိုတာလေအဲ့တော့ priority ကသူ့ရဲ့ priority ကဘာလဲဆိုတာမျိုးရွေးပြီးလို့ရတယ်သူ့ရဲ့ progress ကိုကျွန်တော်တို့ကဒီမှာပေါ်ပြလို့ရတယ်မလုပ်ရသေးရင်တော့0ပေါ့နော်အကယ်၍တက်လာပြီဆိုရင်တော့90ရာခိုင်နှုန်းပေါ့ဒါမှမဟုတ်ရှင်လေ100ရာခိုင်နှုန်းဆိုပြီးတော့ကျွန်တော်တို့က progress bar ကိုကြည့်လို့ရတယ်ပေါ့နော်အဲ့တော့နောက်ပြီးလို့ရှိရင်တော့သူ့ရဲ့ shape တွေလည်းကျွန်တော်တို့ကမျိုးစုံရွေးလို့ရတယ် color လည်းရွေးလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ predecessor ဆိုတာဆွမ်းနာကပြောတဲ့ test relationship ပေါ့နော်ဒီ test ကဘယ်ဟာနဲ့သွားပြီးတော့ relationship ဖြစ်လဲဆိုတာကိုဒီမှာပေါ်ပြဖို့လိုတယ်အဲ့လိုပဲ resource person ကိုလည်းဒီမှာကျွန်တော်တို့က assign လုပ်ဖို့လိုတယ်မမောင်ကို assign လုပ်မယ်ဆိုရင်မမောင်ဒီမှာလာပြီးတော့ပေါ်မယ်ပေါ့နော်နောက်တခြား column တွေလည်းဆက်ပြီးတိစောက်လို့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအဲဒီမှာဆိုလို့ရှိရင်ဒါဟိုဟာပေါ့နော် survey လုပ်မယ် survey လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့က FGD လုပ်မယ်ပေါ့နော်အဲ့တော့ survey ရဲ့ဟာကသူ့ရဲ့ line ကအဖြူအောင် line ဖြစ်တောက်လျှောက်ဒါဘာကြီးဖြစ်နေလိမ့်မယ်ဘာ duration ဘယ်နည်းရလဲဆိုရင်ကျွန်တော်တို့က22ကနေ28ဆိုတော့တော့ဒီမှာလာပြီးတော့22ကနေပြီးတော့28ဆိုတာလာပေါ်နေတယ်ပေါ့နော်အဲ့ဒီမှာဆက်စမတို့ကနေပြီးတော့ဒီ timeline ကိုလည်းပုံစံပေါ့နော်မျိုးစုံကျွန်တော်တို့ကဟိုဟာလုပ်လို့ရတယ်ပေါ့နော်ပြင်လို့ရတယ်ပေါ့ဒီတာတိုင်းလိုင်းကိုဘယ်လိုပုံစံမြင်ကျင်လဲဆိုတော့ဒီ zone in zone out နဲ့ပြန်ပြီးတော့ကျွန်တော်တို့ကဟိုတွားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့အမျိုးတွေကတော့ကိုယ့်ကိုယ်ဆမ်းပြီးလုပ်ကြည့်ပါနောက်တစ်ခုကတော့ကျွန်တော်တို့က test တွေကိုချိန်မယ်ပေါ့နော်ချိန်မယ်ဆိုရင်တော့ဒီဟာဒုတိယ activity ပေါ့ဒီဒုတိယ activity ကလည်းဆွမ်းနာအတိုင်းပဲ create လုပ်ထားတယ်ဒါပေမဲ့ तू ကဘာနဲ့တွားချိန်လဲဆိုတော့ပထမ activity နဲ့တွားချိန်တယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်ကဟိုတခါလေး add လုပ်ပြီးတော့သူ့ရဲ့ဟာကိုကျွန်တော်တို့က contact survey ဆိုတာမျိုးကိုနဲ့တွားချိန်မယ်သူရဲ့ activity တွားချိန်မယ် type က၄မျိုးရှိတယ်အဲ့တော့ तू ပြီးရဲ့အချိန်မှာစတာရှိတယ် तू ပြီးရဲ့အချိန်မှာတခါလေးတစ်ပြိုင်တည်းပြီးတာရှိတယ် तू ဒီဘက်ဟိုဘက် project စတဲ့အချိန်မှာဒီဘက်ကအပြီးဖြစ်နေရမယ်ဆိုတာရှိတယ်အတူတူပြိုင်စလို့လည်းရတယ်ပေါ့နော်အဲ့လိုနည်းနဲ့ကျွန်တော်တို့ကချိန်လို့ရှိရင် relationship ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရမယ်ပေါ့နော်အဲ့တော့ဒီနောက်ကဟာတွေဒီနှစ်ခုတွေကတော့ sales ကတိတ်မဆိုင်ဘူးဆိုတော့ကျွန်တော်မပြောတော့ဘူးเนาะရှုပ်ပုံပဲဆိုလို့ပြီးရင်သူ့ကိုလည်း resource ကိုကျွန်တော်တို့က assign လုပ်လို့ရတယ်ဒီမှာမမောင်ရှိရဲမမောင် assign လုပ်လို့ကျွန်တော်တို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ဒီမှာကဒီ test ရဲ့ progress ကိုသိချင်ရင်เนาะဆောင်းကပြောသလိုပဲ progress bar မှာဘယ်လောက်ရာခိုင်နှုန်းဖြစ်ပြီလဲဆိုတာကို90ရာခိုင်နှုန်းပြီးပြီဆိုရင်90လို့ထည့်လိုက်လို့ရှိရင်ဒီမှာအလယ်မှာရှိတဲ့အမဲရောင်လေးက90ကိုရောက်လာတယ်ပေါ့နော်ဒါအရင်ကကြည့်လို့ရှိရင်တော့ကျွန်တော်ဒီ activity ကစနေပြီ progress ဖြစ်နေပြီဖြစ်တယ်ဆိုတာမျိုးကိုကျွန်တော်တို့ကကြည့်လို့ရတယ်ပေါ့နော်နောက်ဆုံး activity ကတော့ final report ပေါ့ဒါကကျွန်တော်တို့က report ထွက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်က milestone ပုံစံနဲ့ကျွန်တော်တို့ကပြတယ်ပေါ့နော်အဲ့တော့ milestone ကိုနှိပ်လိုက်ပြီဆိုတာနဲ့ sales မှာသတိထားမိမယ် scheduling ဟာလုံးဝအလုပ်မလုပ်တော့ဘူးပေါ့နော်သူကတခါတည်းအတည်ပဲဆိုတာမျိုးဖြစ်သွားတာကိုတွေ့ရတယ်သူရဲ့သဘောကတော့ဒီ output ထွက်ပြီဆိုတဲ့ဟာမျိုးကိုမြင်ရတယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါလေးကိုလုပ်လို့ရှိရင်ဒီမှာကျွန်တော်တို့ကဒီဟိုစိတ်ပါဘောနော် diamond shape ပုံစံလေးနဲ့ထွက်လာတာကိုတွေ့ရတယ်ပေါ့အဲ့တော့သူ့ရဲ့အားသာချက်ကဘာတွေရှိလဲဆိုတော့ဒါတွေအားလုံးဒီကျွန်တော်တို့ကတည်တည်ချာချာ plan လုပ်ထားလို့ရတယ်အဲ့တော့ view တွေကိုလည်းကျွန်တော်တို့ကမျိုးစုံကျွန်တော်တို့ကဟို create ကျွန်တော်တို့ကရတယ်ပေါ့နော်ဟို create ကျွန်တော်တို့လုပ်ပြလို့ရတယ်။နောက်ပြီးရင်ကျွန်တော်တို့ကဒီကောင်ကိုဒါဖြောက်ထားလို့လည်းရတယ်ပေါ့။ဒါဆိုရင်ကျွန်တော်တို့ summary bar ပေါ်နေမယ်။သူ့ရဲ့ project ဒီ test ဒီ phase ကူလုံးရဲ့ကြာချိန်ကိုကျွန်တော်တို့ကတွက်ကြည့်လို့ရတယ်။ချကြည့်ရင်လည်းအသေးစိတ်ကိုမြင်ရတယ်။အကယ်၍ကျွန်တော်တို့ကလုပ်ငန်းတွေနှောင့်နှေးရဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံးအလုပ်ကိုကျွန်တော်တို့ကရွှေ့လိုက်တယ်ပေါ့နော်။ရွှေ့လိုက်တယ်ပေါ့အဲ့တော့သူ့ရဲ့ဟာကဟိုမှာမစတော့ဘူးပေါ့အဲ့တော့22မှာကျွန်တော်မစနိုင်ဘဲနဲ့ဒီနေ့28ကိုရောက်သွားပြီဆိုရင်28ကိုကြောင်းလိုက်တာနဲ့သူက automatic ဒီဟာတွေကကျွန်တော်တို့ကရွှေ့သွားတယ်ပေါ့သူနဲ့ test လုပ်ထားတဲ့ link လုပ်ထားတဲ့ line အားလုံးဒီတစ်ခါတစ်ပြိုင်တည်းရွှေ့သွားတယ်ပေါ့ကျွန်တော်တို့ Excel မှာဆိုအဲ့ဒီ function တွေကအကုန်လုံးလိုက်လုပ်ရတယ်အရန်ချိန်ကုန်တာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့အမြဲတမ်းဟိုပါပေါ့ဟိုမဖြစ်ဘူးပေါ့နော်ဟို edit လုပ်ရတာ edit လုပ်ရတာခက်တယ်အဲ့တော့အဲ့ဒီဟာမျိုးတွေကိုကျွန်တော်တို့ကဟိုကြည့်ဟို schedule လုပ်ပြီးတော့ကျွန်တော်တို့ activity ကို manage လုပ်လို့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ခုမှာတော့ဒီဟိုပါပေါ့နော်ဒီလိုဟာမျိုးကိုပဲ think ခန့်ကိုဘယ်လိုသုံးလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါလေးကို online version ကိုလည်းကျွန်တော်ရှင်းပြပါမယ်ဟုတ်ကဲ့ဒီကနေ့ကတော့
ဒီလောက်ပါပဲအားလုံးမေးခွန်းတွေပါတယ်ရှိတယ်ဆိုလဲ Telegram မှာပဲကျွန်တော်တို့မေးလို့ရပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်